เฮ้ยบ้ามาပြောချင်လောက်အောင်တအားကိုလှနေတဲ့တောင်တန်းလေးတွေနဲ့အောက်ကပင်လယ်ကြီးနဲ့အရေလေးကြည်နေတာနဲ့လေတအားကိုလှတာလုံးဝပကြီးကားတစ်ချက်လိုပဲဆန်းကလေဒီကျုံးလေးကလေဘာနဲ့တူနေလဲဆိုရင်တော့ဆန်းတို့ဒီဥရောပခရီးစဉ်သွားတော့ကနော်ဝေးနိုင်ငံမှာရှိတယ်လော်ဖိုတန်ကျုံးနဲ့တူတယ်ဆန်းဟိုတစ်ခေါက်တုန်းကနော်တန်းလိုက်တကြည့်တဲ့ကျုံးနဲ့တူတယ်တအားတူတယ်ဒါပေမဲ့ဟိုကပိုလှတာပေါ့နော်ဒါပေမဲ့တအားလှဒီနေရာလေးဟိုတအားလှတော့လေဘာမှမရိုက်ချင်တော့စံပုံလည်းမရိုက်ချင်တော့ဗီဒီယိုလည်းမရိုက်ချင်တော့ဘာလို့လဲဆိုတော့ငါရိုက်လို့ရှိရင်ဒီလိုမျိုးအပြင်မှာပုံစံနဲ့တူပါမလားလှပါမလားနော်အပြင်မှာပိုလှတယ်ပြောချင်တာကလေဗီဒီယိုထဲဝင်သွားလို့ရှိရင်မလှမှကြောက်တယ်စိတ်ပူဖန်ဖန်လေးကိုလည်းရိုက်ပြစေချင်တယ်ရိုက်ပြချင်တယ်ပေါ့နော်ကြည့်ပါဦးဒါဆန်းတို့ဒီအခုကကျတော့အမြင့်ဆုံးတောင်ထိပ်မှာရောက်နေပါတယ်ဘာနဲ့အစောကြီးပဲထားပြီးတော့မှလာရတာပေါ့နော်ဒါပေမဲ့တော်တော်လေးကိုတန်တယ်ဒါမှလည်းအစောကြီး4 နာရီထားပြီးတော့မှဒီတောင်ပေါ်တက်တယ်နေထွက်တဲ့အချိန်လာကြည့်ရပေါ့နော်အောက်ကဟာလေးကလေတကယ်ကိုလှတာလေတကယ်မရှိဒီလိုမျိုးပုံစံအပြင်မှာတကယ်ရှိနေပါလားဆိုတဲ့ဟာလေးကိုလေမယုံချင်လောက်အောင်တော်တော်လေးလှတာဒီပေါ်မှာကျတော့လေဟိုလေဟိုအကောင်လေးရှိရင်နော်အကောင်ပါလေကိုမတိုလားအဲ့ဒီအကောင်ရှိတယ်ရှုထားတာจับพวกကောင်လိုက်တာဒီဘက်မှာအသေးရလိုက်တာဟိုအောက်မှာမြည်ပဲလှတဲ့ဟာဆိုရင်လည်းအတော်ကိုလှနော်ကြောက်ပြမတက်အောင်တော့လှတာဟိုကလေအမပြောသလိုပဲလေမဟင်မှန်ပြောသလိုလေငါဓာတ်ပုံမရိုက်ချင်တော့လှလို့လေအသေးရလိုက်တော့အမြည်ပဲဟဲ့ဖနက်ကိုမေးဖနက်ကိုကြောက်စီထားတယ်ဖနက်နဲ့တောင်တက်တာစို့ကြောက်စီထားတယ်ဖနက်နဲ့တောင်တက်တာနော်ဒီမှာဟိုကြီးဆိုရင်မအမလေးဒီနားလေးမှာလေဟိုသွားဒီသွားနဲ့တန်းလေခရီးသွားလို့ရှိရင်တော့ဘာတွေအရန်သဘောကျဆုံးကဘာလဲဆိုရင်တော့ဟောလိုမျိုး lonely tree တွေကိုပို့သဘောကျတယ်အဲ့မျိုးတယောက်တည်းအဲ့မျိုးတပင်နဲ့အဲ့မျိုးဖြစ်နေတဲ့အပင်တွေကိုလိုက်ကြည့်ရတာပို့သဘောကျတယ်ကြည့်ပါဦးဒီမှာတပင်တွေကိုရှင်တန်နေရပါဘာကတောင်ကောဆန်တော့ဒီတစ်ခါအင်ဒိုနီးရှားလာတာအရန်ကြာတယ်အခုကတော့တပတ်လောက်ရှိနေပြီပေါ့နော်တပတ်လောက်တော့ရှိနေပြီဆိုတော့နောက်ထပ်နေရာအသစ်တွေလည်းအများကြီးရှိပါသေးတယ်စောင့်မျှော်ပေးကြပါဦးလို့ပြောချင်ပါတယ်ဒီတစ်ခါကတော့တဝနေလိုက်မယ်အမတန်မာဒီမှာတော့လဲဆရာတွေအများကြီးရှိတယ်ဒါပေမဲ့သွားလာအဲ့ဒါသူတို့နေရာကြောက်တော့လည်းခက်ခဲတယ်ဟိုချိန်ထားလို့ရှိရင်တော့လွဲသွားတဲ့နေရာလည်းရှိခဲ့တယ်ပေါ့နော်အဲ့မျိုးလေးဆိုတော့နောက်ထပ်ဗီဒီယိုထဲမှာပြန်ဆောင်ကြမယ်နော်ဘိုင်ဘိုင်